United နီးပြသစ်ဖြစ်လာဖို့ရေပန်းအစားဆုံးဖြစ်လာတဲ့စာဗီအပြောင်းရွှေ့သတင်းတွေကိုအမြန်ဆုံးနဲ့အမှန်ဆုံးတင်ဆက်ပေးလေးရှိတဲ့ Fabrizio Romano ကတော့ United ရဲ့နီးပြသစ်နေရာနဲ့ပတ်သက်ပြီးပြောဆိုလိုက်ခဲ့ပါတယ်။ဒါကတော့ Spain နီးပြဖြစ်တဲ့စာဗီကြောင့်ပါ။စာဗီကတော့လက်ရှိမှာ Premier League ကိုလေ့လာသင်ယူနေပြီးတော့ United သစ်ရဲ့နီးပြဖြစ်အမြန်ဆုံးတာဝန်ယူခြင်းနေတယ်လို့လည်းသိရပါတယ်။ဥရောပပွဲစဉ်တွေမရှိတာတော့မှစာဗီက United နီးပြဖြစ်တာဝန်ယူကင်တွယ်ခြင်းနေတာဖြစ်ပါတယ်။ Spain နီးပြစာဗီကတော့နေစနစ်ပိုင်းနီးပြအပိုင်းမှာတော်လေးကိုမှအားကောင်းတယ်လို့ဘာစီလိုနာအသင်းနဲ့လည်းစူပလာအောင်မြင်မှုတွေကိုရရှိထားခဲ့ပါတယ်။စပိန်သားနီးပြတယောက်ဖြစ်တာကြောင့်မလို့ဇာဗီရဲ့ဘောလုံးနဲ့ပတ်သက်တဲ့အတွေးအမြင်တွေချင်းကပ်ပုံတွေကအတော်လေးကိုမှအားကောင်းတာဖြစ်ပါတယ်။တီကီတာကကစားဟန်နေတဲ့အတူဘောလုံးကိုနုပညာရသားမြောက်အောင်ကစားနိုင်တဲ့ကစားဟန်တစ်ခုလည်းရှိပါတယ်။ရှင်တဲ့အသင်းရဲ့လက်ရှိနီးပြဖြစ်သူအမိုရင်ကတော့ရှုံးပွဲတွေကြုံတွေ့နေပြီးတော့ PR အောက်ကိုရောက်ရှိနေတာဖြစ်ပါတယ်။ဒါပေမဲ့အမိုရင်ကခေါင်းမပြီးတော့လုံးမဖြစ်တဲ့ကစားကွက်လူစင်းနဲ့ပဲဆက်ပြီးတော့တွားနေတာဖြစ်ပါတယ်။လာမက်ဆန်နာလန်တင်းတဲ့ပွဲစဉ်က United နဲ့ Amorim တို့ရဲ့အနာဂတ်ကိုအဆုံးဖြတ်ပေးသွားမယ့်ပွဲစဉ်ဖြစ်ရှိနေတာဖြစ်ပါတယ်ခင်ဗျာ။